ကနေ့လဲငါနဲ့လက်သမားဆရာတွေဘာချက်ကြွရမှလည်းမသိဘူးတစ်ခါဒီနေ့ချက်ကြွဖို့ဘူးနေရတာဘာချက်ကြွရမှလည်းမသိဘူးတိုင်မေဈေးသွားမယ်ပတ်သက်ပေးအမဈေးသွားမယ်ပတ်သက်ပေးဟဲ့လေအမရက်ဈေးသွားမလို့တော့တာတာဖို့ချေတော့တက်ပါလေမေရတဲ့မင်းကလေးဆိုတာအဲ့လိုဈေးလေးပါလေးသွားချက်လက်ချက်အဲ့လိုလင်းများတစ်ခါလေးလုတ်ကူးရရှိမလားဟုတ်ပြီငါလည်းဈေးသွားမယ်လူရှားနေတာဈေးသွားမလို့စဉ်းစားနေတာဟောဒါနဲ့ဘာချက်မလို့စဉ်းစားတာဒီနေ့တော့အမေရဘူးတီလေးနဲ့ချက်သားလေးနဲ့ချက်ရင်ကောင်းမလားစိတ်ရိုးလေးနဲ့ပဲဟင်းလေးနဲ့ချက်ရင်ကောင်းမလားတရားကြွယ်ခဲ့ရမှာပြောအဲ့ဆိုစိတ်လုံးနဲ့ပဲနဲ့ဝယ်ခဲ့စိတ်ပဲအဲ့စိတ်ပဲဝယ်ခဲ့လိုက်မယ်နော်မေဂယူဆိုင်တော့စိုက်ခဲ့တော့အောင်ဟုတ်ပါဆိုင်ကနေတော့ဆိုင်ကတော့သွားပြီလားအဲ့ဒါပြောဆိုင်ကတော့ဟုတ်ပြီတကယ်အမေတာတာမူချူတော့ငါတပီးဈေးသွားမလို့တဲ့ကိုနာကိုတောင်မယုံဘူးဘယ်တော့မှဈေးမသွားတဲ့လူကကနေသူ့လက်သမားဆရာတွေချက်ကျွေးကြလို့ဈေးသွားမလို့တဲ့ကဲမချင်မေရဟုတ်ကဲ့မလားတို့ကစားရတယ်မေမကဲမကြက်ကျဲတယ်လေစီယောဟုတ်ပါရဲ့စီအခုမနေ့ကအမီနော်စိတ်ပဲစိတ်ပဲလေးတော့မလို့မေရဲ့အမလီတာလာမှုတော့ဒီနေ့ကခမင်းဆောင်မှာအိမ်ကိုလာစားလေစိတ်ပဲချက်မှာစိတ်ပဲစားမှာဈေးသွားမယ်ဈေးသွားမှာဆိုအုတ်ထုတ်တွေဖမ်းလို့တော့ခဏမှာဟုတ်လားဟုတ်ကဲ့အမေအခုမှမပြတ်ပြန်လာတာဟုတ်ကဲ့ကြီးရတယ်ပြန်လာတာအဲ့မချင်းတော့တင်းပြလိုက်ပြီအိမ်ဟုတ်လားဟေးပြောပြီအဲ့ဒါအဲ့လိုစီရောက်ပြပြလဲစီရောက်တော့မပေါ့မေအုတ်ထုတ်မှာညိုမမီချောစုပြောအုတ်ထုတ်တွေဖမ်းလို့အီပေါ်ဒါမျိုးလာလို့မရဘူးလေကျန်ငါကျမဝီးယူစကူမနီအားတော့ငါ့ဖမ်းလို့ရမှာနော်အဲ့လေအော်ဖမ်းကြမလို့အကျော်သူကပြောကြတော့အုတ်တုပန်းလို့ပြောတယ်သူကအုတ်တုပန်းလို့ဆိုလို့လေအုတ်တုကလေးပွက်ခဲ့ရသေးတယ်အခုလည်းပန်းကြရတာပဲဘာတော့အီဘိုဘာချစ်တာတော့ဟာလားဟဲ့သေးသွားတာဘာမှလည်းမပါဘူးကိုဘာလို့ကိုရတော့အုတ်တုပန်းလို့အုတ်ထုတ်ဖမ်းလို့ဟိုတကြီးသွားတော့အုတ်ထုတ်ပါသွားတယ်လေအုတ်တုပါတာဟုတ်တယ်အဲ့မှာမမီချောသူနဲ့တွေ့တော့ပုံစံသွားပို့လာတဲ့ထမင်းလာကားမယ်တဲ့လာသားလဲလို့စိတ်ပဲချက်သားတယ်လို့အခုစိတ်ပဲတွားဝယ်မှာလို့အုတ်ထုတ်တွေဖမ်းလို့နော်ဆိုတာနဲ့သမီးအုတ်ထုတ်ကလေးခြုံထဲမှာပွက်ခဲ့တာမလေးအုတ်ထုတ်ဖမ်းတယ်ပြောတာနဲ့ခြုံထဲပွက်ခဲ့ရလားမစောင်းတဲ့လူဖမ်းတာလေအုတ်ထုတ်မပါတဲ့လူကိုဖမ်းတယ်ပြောတာသူတို့ဥပဒေကအုတ်ထုတ်မစောင်းတဲ့လူကိုဖမ်းတာအခုသွားရွေသွားမဆိုင်တဲ့ခုသွားရွေသွားမောင်ကျော်ထဲလိုက်မောင်ကျော်ထဲလိုက်မောင်ကျော်သမီးယူပြီးသားရေးမယ်လေပုံတယ်ဟဲ့ဘောမနေတဲ့ခုမဟာမောင်ကျော်ဘာလဲညာလာလိုက်ဘာလဲဘာဖြစ်လို့ဘာဖြစ်မလို့ဒီမှာစိုက်ကဲအောက်ထုတ်မပါလို့တဲ့စိုက်ကဲအောက်ထုတ်ဖမ်းထားလိုက်လို့စိုက်ကဲဖမ်းရတယ်အသွားယူရုံအဲ့ဒါပဲငါဘာဖြစ်ကုန်ဖြစ်ဘူးလောက်လိုက်မပါဘူးမပြဘူးအမေဘာမှမသိကြည့်ပြနေပြီရောလုံးလည်းမကြောက်ငါလည်းလည်းဝယ်မရှိဘူးအခုဘာခါသေနာလေးမှာအခုတန်ကြီးဆောင်ရမှာတဲ့တောင်းပဲပတ်စံတောင်းပဲမပတ်သက်ပြီရောတကယ်ပါကြီးတို့လောက်လိုက်လို့ရတော့ရသူမလားမလို့ဒုက္ခလာတော့မလားစပယ်တော့မလားရောအဲ့လိုမလုပ်ပါဘူးလောက်လိုက်လို့ရတော့တကယ်ဤပုံနဲ့ရတော့ဘာမှကိုဘယ်နေရာမှကိုအသုံးမကျဘူးဒီကကနေလူတီးလူတက်ကြီးလာတော့လုံးနေရငါလည်းမြူးလေလုံးပြပြီးကိုလာပြပြီးဘာဖြစ်ကြတော့ဟဲ့ဘာဖြစ်ကြတော့ဤပုံကနဲ့ကွာဒုက္ခငါနဲ့ဘာဖြစ်လာလို့စပိန်မှာဖမ်းခံလို့စပိန်မှာဖမ်းခံရတော့စပိန်ကဘာလို့ဖမ်းတာတော့ဘဲမပါလို့တဲ့စပိန်
ီးဘဲမပါ သမ တော့ ီးကပြောတယ်ဒီမှာသမီးဘဲပါတယ်လို့ပြောတာကိုသူတို့ကမရဘူး ဟဲ့လေလေဒီဘဲကိုပြောတာမဟုတ်ဘူးဟိုကကလေးဆိုတော့ဘဲကိုပြောတာဘဲကိုပြောတာဘလို့လောက်ကူတာလူလေကြီးဟဲ့လေလာကြီးရဲ့ဆိုလူလေနာလေလာရဲ့ဆိုဘလို့လောက်ပါတော့အခုကနကူလောက်ပါအောင်ယူခဲ့နကူလောက်ပါချီဦးကွာကိုဘယ်အားချာတာပါ ဘာမှမမျိုးလေ စစ်တော်လာတယ်တော့ လာ ဟဲ့ဖနစီယို ဖက်နဲ့မှလိုင်းစင်မပါဘူးဆိုဖမ်းမှကြောက်လို့ ဘာကြောက်လို့ ဖက်နဲ့မှလိုင်းစင်မ